ကျွန်တော်ရဲ့တိတ်ချစ်ပြိတ္တများကိုကျွန်တော်ရဲ့တေးသချင်းလေးတွေကိုကျွန်တော်တင်ပြပြောပြခြင်းပါတယ်အခုတခါကတော့အနန္တခိုင်းဝင်မတမ်းမလီဇာအပ်တဲ့နော်အမေအကြောင်းပြောခြင်းပါတယ်တချင်းနာမည်ဟိုတုန်းကစရေးတုန်းကရွှေလုံဝင်းကိုနဲ့ကျွန်တော်နဲ့ရွှေလုံဝင်းကိုဆိုတော့ကျွန်တော်ရေးတတ်တယ်မှာအတူတောင်းထမ်းကြတာမစိမ့်တတ်သည့်အသေးပိုင်ရှင်ဆိုရေးခဲ့တယ်ရုပ်ရှင်နောက်ခံတေးပေါ့အလင်းအောင်ရုပ်ရှင်ဇာတ်ကားထဲမှာအဲရွှေလုံဝင်းကိုနဲ့ကျွန်တော်နဲ့ရေးပြီးတော့မစိမ့်တတ်သည့်အသေးပိုင်ရှင်ဆိုရုပ်ရှင်နောက်ခံတေးပေါ့အဲ့ဒီဇာတ်ကားကအလင်းအောင်အမောင်ကြသွားပါမအောင်မြင်ပါဘူးဒါတာသိမ့်မို့ရိုက်တာအဲ့ဒီတခြင်းကိုကျွန်တော်ပြန်လည်ပြုမြင်လို့မစိမ့်တတ်သည့်အသေးပိုင်ရှင်ကိုပြန်ပြင်ရေးပြီးတော့အမေလို့ရေးလိုက်တာပါလူတိုင်းမိဘပြတ်တာတရားကိုသိအောင်မိဘရဲ့ကျေးဇူးတရားတွေကိုနားလည်အောင်မိဘကိုကျေးဇူးဆက်တတ်အောင်ဆိုပြီးတော့နော်ဘုရားနဲ့တကိုင်းနဲ့ပြတယ်အမေဆိုတဲ့တခြင်းကိုကျွန်တော်ရေးပြတာပါနားဆင်ကြည့်ပါမစိမ့်သည့်အတွင်ကျင်သည့်အရေးမဖိတ်သည့်အမုန်းအသင်းလုံးပိုင်ရှင်အိုးမွေးမိခင်အိုးမွေးမိခင်ဘဝကိုအနိုင်ရှုံးနဲ့ယုံကန်ခဲ့ရလူဘဝချီတွင်သာလှရွှေစင်ချစ်ရင်တွေကိုအော်နှုတ်ကြတိုက်ကျွေးအရေးယူချောမြူထွေးမိမိတေးကညှိလှထင်စမ်းရည်သာတွင်ရင်မဖြစ်လာမေတ္တာတရားနဲ့မချင်ရင်လည်းမနာစီခြင်းမစိမ့်တတ်သည့်အသေးပိုင်ရှင်မစိမ့်တတ်သည့်အသေးပိုင်ရှင်ဘဝကိုအနိုင်ရှုံးနဲ့ယုံကန်ခဲ့ရလူဘဝချီတွင်သာလှရွှေစင်ချစ်ရင်တွေကိုအော်နှုတ်ကြတိုက်ကျွေးအရေးယူချောမြူထွေးမိမိတေးကညှိလှတင်သာရွှေသေးပွင့်ရင်မဖြစ်လာမေတ္တာတရားနဲ့မချင်ရင်လည်းမနာစီခြင်းမစိမ့်တတ်သည့်အသေးပိုင်ရှင်မစိမ့်တတ်သည့်အသေးပိုင်ရှင်မလွန်ငင်တာမမှုပြုရင်ပုံမြင်စကားကြားဘူးသည်ချင်းခလုတ်ထီမှမိတာကြတဲ့အဖြစ်များလို့ပင်မလွန်ငင်တာအမှားကိုပြုရင်ပုံမြင်စကားကြားဘူးသည်ချင်းခလုတ်ချီမှမိတာကြတဲ့အဖြစ်များလို့ပင်ကျေးဇူးရှင်မွေးမိခင်မစိမ့်တတ်သည့်အသေးပိုင်ရှင်မစိမ့်တတ်သည့်အသေးပိုင်